ဟယ်လိုမျိုးတို့ရေဒီနေ့ကတော့မျိုးတို့ရဲ့မိသားစုမျိုးရိုးအစဉ်အဆက်ကျမကြီးလက်ဆွဲအဖြစ်အသုံးပြုခဲ့ကြတယ်မြန်မာလိုရှားဆောင်လက်ပတ်လို့ခေါ်တဲ့အယ်လီဗရာအကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဒီရှားဆောင်လက်ပတ်ပင်ဆိုတာလွန်ခဲ့သောနှစ်ပေါင်း6000ခန့်ကတည်းကလူသားတွေအသုံးပြုခဲ့တဲ့သမိုင်းမှတ်တမ်းတွေအများကြီးရှိပါတယ်နော်ရှေးအီဂျစ်ခေတ် BC 3000ခန့်လောက်ကဆိုရင်ထာဝရတသက်တာအပင် The Planet Immortality လို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြပါတဲ့နော်ဖာရိုဘီယင်တွေကရှားဆောင်လက်ပတ်ပင်ကိုတင်ချိုင်းကူတွေမှာထည့်သွင်းပြီးတော့တကြိုခဲ့ကြတာပါတယ်နော်နဖက်တတီနဲ့ Cleopatra တို့တောင်မှအလှကုန်ပစ္စည်းဖြစ်အသုံးပြုခဲ့ကြရပါသေးတယ်နော် BC 400ခန့်လောက်ကရှေးဂရိလူမျိုးများတွေက Hippocrates လိုရှေးခေတ်ဆေးပညာရှင်များကလည်းအဖျားကျစေအနာကျက်ဆေးနဲ့ဝမ်းချုပ်ခြင်းကိုကုသရမှာအသုံးပြုခဲ့ကြပါတဲ့နော်။ Aristotle က Macedonia ဘုရင် Alexander the Great အားစစ်သားများရဲ့တန်ရာများအတွက်ကုသရန်အတွက်တောင်အနာကျက်ဆေးအဖြစ်ရှားဆောင်လက်ပတ်ကိုသာအသုံးပြုဖို့အကြံပြုခဲ့ရပါတယ်တဲ့နော်။ရှေးတရုတ်ယဉ်ကျေးမှုတောင်ကုန်းပေါ်မှာဆရာဝန်ရှင်နုံရဲ့ဆေးဘက်ဝင်အပင်များဆိုင်ရာကျမ်းစာရှင်နုံပင်ချောင်ချင်းမှာတောင်ရှားဆောင်လက်ပတ်ကိုကျွတ်ရွက်အပွင့်အဖြစ်ဖော်ပြထားပါတယ်တဲ့လေ။ရေပြားယောဂများအစာယောဂများအတွက်လည်းအသုံးပြုခဲ့တာပါတယ်နော်ရှေးအိန္ဒိယယဉ်ကျေးမှုအာယုဗေဒဆေးပညာမှာလည်းမိန်းကလေးလို့အဓိပ္ပာယ်ရတဲ့ခမာရီဆိုတဲ့စကားလုံးနဲ့တောင်မှမျိုးသမီးများရဲ့ကျန်းမာရေးအတွက်အထူးကောင်းမွန်လွန်းလို့ညွှန်းဆိုသတ်မှတ်ခဲ့ရပါတယ်တဲ့နော်အမေရိကတိုင်းမက္ကဆီကိုမှာရှိတဲ့အက်စတက်လူမျိုးများကလည်းဗီရာအမှန်တရားစတဲ့နာမည်နဲ့ခေါ်ဝေါ်ခဲ့ကြပြီးတော့ဒဏ်ရာရလူနာတွေကိုကုသရန်အသုံးပြုခဲ့ကြတာပါတယ်နော်အိန္ဒိယများကဆိုရင်မုံညင်းပင် The One of Heaven လို့တောင်တင်စားခေါ်ခဲ့ကြပါတယ်တဲ့နော်1950ပြည့်နှစ်လောက်မှာတော့နေလောင်တန်ရာကုသရာမှာအသုံးပြုဖို့အတွက်သိပ္ပံနည်းကျအတည်ပြုချက်ရရှိခဲ့လို့ sunscreen ဖြင့်တွင်ကျဲစွာအသုံးပြုလာခဲ့ပါတယ်တဲ့နော် American ပြည်ထောင်စုမှာဆိုရင်အနုမြူထပ်ပေါင်းဖိုတွေကရလာတဲ့နေလောင်တန်ရာတွေကိုတောင်ကုသဖို့ရှားဆောင်လက်ပတ်ကိုတရားဝင်အသုံးပြုခဲ့ကြတာပါတယ်နော်1980ပြည့်နှစ်များလောက်မှာတော့ရှားဆောင်လက်ပတ်ဆိုတာမှုဘိုးတက်နိုင်စွမ်းရှိကြောင်းသိပ္ပံပညာရှင်များကထပ်မံရှာဖွေတွေ့ရှိခဲ့ကြပြန်ပါတယ်နော်ပင်လယ်ကျမ်းမြေမှာရတဲ့ရင်းကြီးတွေနဲ့ရှားဆောင်လက်ပတ်ကိုရောဆက်ပြီးအာဟာရဖြည့်ဆက်စာဖြစ်လဲထုတ်လုပ်ခဲ့ကြပြန်ပါတဲ့လေ2000ပြည့်နှစ်လောက်များမှာတော့လေ့လာမှုများစွာကနေရလာတဲ့ result တွေနဲ့အတူရှားဆောင်လက်ပတ်ရဲ့ဆေးဘက်ဝယ်မှုတွေကိုဆက်လက်အတည်ပြုခဲ့ကြပါတယ်နော်ဒီလိုနဲ့အလှကုန်လုပ်ငန်းတွေမှာရှားဆောင်လက်ပတ်ပါဝင်တဲ့ထုတ်ကုန်များဟာဆိုရင်ဈေးကွက်တွင်ရောင်းအားကောင်းလာခဲ့ပါတယ်နော်ယနေ့ခေတ်မှာတော့ရှားဆောင်လက်ပတ်ကိုကမ္ဘာနဲ့စိုက်ပျိုးလာကြပြီးတော့အရေးပြားထိန်းသိမ်းမှုလုပ်ငန်းများကျန်းမာရေးအတွက်ဖျော်ရည်များဈေးဝါထုတ်လုပ်ရာနေရာတွေမှာပါတွင်တွင်ကျဲကျဲအသုံးပြုလာနေကြပါပြီနော်ရှေးခေတ်ကလေးကလူသိများခဲ့တဲ့ဒီဆေးဘက်ဝင်ရှားဆောင်လက်ပတ်ဟာခေတ်သစ်သိပ္ပံပညာနဲ့လည်းထပ်မံတည်ပြုခံရပြီးတော့လူသားတွေရဲ့ကျန်းမာရေးနဲ့အလှပအတွက်ဆက်လက်သုံးဝင်နေစေဖြစ်ပါတယ်နော်မြမသမိုင်းကြောင်းနဲ့ဆက်ဆက်ပြီးပြောပြရမယ်ဆိုရင်လဲအယ်လိုဗရာကိုမြန်မာလိုရှားဆောင်လက်ပတ်သို့မဟုတ်ရွှေပဓာပင်လို့ခေါ်ဆိုခဲ့ကြပါတယ်တဲ့နော်မြမရိုးရာဆေးချမ်းများမှာတော့တပ်ပယောဂငြိမ်းစေနိုင်သောဆေးအဖြစ်ဖော်ပြထားပါတယ်တဲ့နော်ရှားစွဲမှတ်တမ်းများအရလဲပကံခေတ်ကလေးကမြမဆေးဝါးပညာရှင်များကအသားရည်ထိန်းသိမ်းရင်းနဲ့အနာကျက်မြန်စေရန်အသုံးပြုခဲ့ကြပါတဲ့နော်ကုန်းမောင်ခေတ်ဆေးချောင်းများမှာရှားဆောင်ကိုအပူလောင်နာဓာရှနာအရေးပြားပြဿနာများအတွက်အသုံးပြုနိုင်ကြောင်းသင်ကြားပို့ချခဲ့သလိုမြမတိုင်းရင်းဆေးပညာမှာလည်းအာဘောဓာတ်အေးသောစွမ်းအားရှိတယ်လို့ယူဆပြီးတော့အပူရှက်ခြင်းအပူဖို့များအတွက်အဓိကထားသုံးခဲ့ကြပါတဲ့လေမြမအမည်ရှားဆောင်လက်ပတ်ရဲ့မူလနာမည်ကရှာဆောင်ဖြစ်ပါတယ်နော်ရှာဆောင်ဟူသောအမည်မှာရှာဖွေရသောအဖိုးတန်သောလို့အဓိပ္ပာယ်ရပြီးတော့ဆောင်းဆိုတာကတော့ဆောင်းနာသောဆောင်းထက်သောချွန်ထက်သောရွက်လို့အဓိပ္ပာယ်ယူရမှာဖြစ်တယ်လို့လက်ပတ်ဆိုတာကတော့လက်ကောက်ကဲ့သို့တစားစင်အပင်လို့အဓိပ္ပာယ်ရပါတယ်နော်ရွှေပဓာပင်လို့ဘာလို့ခေါ်ရတယ်လဲဆိုရင်တော့အရွက်ရဲ့အတွင်းသားများကရွှေရောင်တန်းပြီးပဓာရောင်လို့စိတ်ကပ်တဲ့တတ်သိရှိလို့ရတယ်နော်ရွှေနဲ့ပဓာဆိုတာတိုင်းရင်းစေးလောကမှာအဖိုးတန်သောပစ္စည်းများဖြစ်တဲ့ကဲ့သို့ရှားဆောင်မန်ဆိုတာလဲအဖိုးရမ်းတန်တယ်လို့ရည်ညွှန်းတာပါတယ်နော်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကတော့ဒီရှားဆောင်လက်ပတ်ပင်လေးရဲ့သမိုင်းဆက်ဆက်သုံးဝင်ပုံတွေဘယ်ခေတ်မှာဘယ်လိုသုံးခဲ့တယ်ဆိုတာတွေကိုမျိုးတို့သိအောင်
ဘုဒ္ဓတအနေနဲ့ပြောပြပေးခဲ့တာဖြစ်ပါတယ်နော်အခုလိုဘုဒ္ဓတတွေကိုအတန်သင့်သိသွားပြီဆိုရင်တော့ဒီရှားဆောင်လက်ပတ်ပင်ကိုစားသုံးတဲ့အခါမှာရရှိလာမယ့်ကောင်းကျိုးလေးတွေကိုလည်းမျိုးတို့သိအောင်ပြောပြပေးပါအောင်မယ်နော်ရှားဆောင်လက်ပတ်ပင်စားသုံးခြင်းဤကောင်းကျိုးများနံပါတ်1အပူငြိမ်းစေခြင်းကိုယ်ရင်းပူတွေကိုငြိမ်းစေသလိုစီးပူစီးအောင်ပြဿနာများကိုလည်းသက်သာစေပါတယ်နော်။နွေရာသီမှာရှားဆောင်လက်ပတ်ဖြိုရည်တောက်သုံးခြင်းဖြင့်ကိုယ်ရင်းပူတွေကိုငြိမ်းစေပါတယ်တဲ့နော်။နံပါတ်2အရေးပြားကျန်းမာရေးအတွက်အထောက်အကူပြုခြင်းမီးလောင်နာနေလောင်နာများကိုလည်းမြန်မြန်ကျက်စေပါတယ်။ဝက်ချံအဖုပိန်များအတွက်အကောင်းဆုံးသဘာဝကုထုံးဖြစ်သလိုမျိုးသမီးများအတွက်မျက်နှာတင်းရင်းစေသောလှပရေးရာအပင်လည်းဖြစ်ပါတဲ့နော်။နံပါတ်3ခန္ဓာကိုယ်တွင်တန့်စင်ခြင်းအသေးကိုအားကောင်းစေသလိုအစာခြေစနစ်ကိုလည်းကောင်းမွန်စေပြီးဝမ်းမှန်စေပါတယ်နော်မျိုးသမီးများအတွက်သွေးတန့်စေတယ်လို့ယူဆကြတဲ့အတွက်ယုံယုံကြည်ကြည်လဲသုံးဆွဲကြလို့မြမအိမ်တွင်စေဝါကောင်းလည်းဖြစ်ပါတယ်နော်နံပါတ်4အာဟာရဓာတ်ကြွယ်ဝခြင်းဗီတာမင် A C E B12 စတဲ့ဓာတ်တွေကြွယ်ဝစွာပါဝင်သလိုသတ္ထုဓာတ်တွေဖြစ်တဲ့ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ဇင့်စတာတွေအပြင်အမိုင်နိုအက်ဆစ်အမျိုး20လည်းပါဝင်ပါတယ်နော်နံပါတ်5သွေးတွင်းတကြားဓာတ်ထိန်းညှိခြင်းစီးချိုထိန်းညှိရာမှာအထောက်အကူပြုတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေလည်းအများကြီးပါဝင်တဲ့အတွက်ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်နော်နံပါတ်6ဂရင်းကျန်းမာရေးကောင်းမွန်ခြင်းတပုံးရောင်ရမ်းခြင်းကိုတတ်တာစေသလိုဂရင်းထဲမှာပေါက်လက်ရှိတဲ့အပူနာတွေကိုလည်းမြန်မြန်တတ်တာလွယ်စေပါတယ်နော်နံပါတ်9စံသားအတွက်အထောက်အကူပြုခြင်းရှားဆောင်လက်ပတ်ကိုမြမရိုးရာတရော်ကင်မွန်ကောင်းလျှော်ရည်မှာထည့်သုံးတာပဲဖြစ်ဖြစ်အစင်းမြင့်မြင့်ထုတ်ထားတဲ့ရှမ်ပူand product တွေသုံးတာပဲဖြစ်ဖြစ်ဥယျာဉ်ကိုအေးမြစေလို့သပင်ကျွတ်တာသပင်ဖြူတာသပင်ခွတာတွေအပြင်မွဲချောက်တာတွေကိုပါတတ်တာစေပါတယ်နော်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ရှားဆောင်လက်ပတ်ပင်စားတဲ့အခါမှာရရှိလာမယ့်ကောင်းကျိုးလေးတွေဖြစ်ပါတယ်နော်အခုလိုမျိုးတို့ကောင်းကျိုးလေးတွေကိုသိသွားပြီးတဲ့နောက်မှာဒီရှားဆောင်လက်ပတ်ပင်စားတဲ့အခါမှာသတိထားရမယ့်ချက်တွေကိုလည်းမျိုးတို့သိအောင်ပြောပြပေးသွားပါအောင်မယ်နော်ရှားဆောင်လက်ပတ်ပင်စားတဲ့အခါမှာသတိထားရမည့်အချက်များနံပါတ်1အရွက်ရဲ့အစိမ်းရောင်ခွန်ပါသောအပြင်လွှာကိုလုံးဝမစားရပါဘူးတဲ့နော်ဘာကြောင့်ဆိုရင်အလိုင်းဆိုတဲ့ဓာတ်ပါဝင်တာကြောင့်ဝမ်းလျှောစေနိုင်လို့ပါတယ်နော်နံပါတ်2အတွင်းသားကြည်လင်ဖြူဖွေးနေသော gel အပိုင်းကိုသာသုံးရမှာဖြစ်ပါတယ်နော်နံပါတ်3ဆေးဝါးနဲ့ဓာတ်ပြုနိုင်ခြေရှိလို့သွေးကြဆေးတောက်နေရသူများသတိထားသုံးစွဲရမှာဖြစ်ပါတယ်နော်နံပါတ်4တအိမ်ကျုံစေနိုင်သောအာနိသင်ရှိလို့လဲကိုဝန်ဆောင်တဲ့အနေနဲ့ကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာသုံးစွဲသင့်ပါတယ်နော်နံပါတ်5တချို့သူတွေမှာအရေးပြားရရန့်ခြင်းအမှုပိန်ထွက်ခြင်းစတဲ့ဓာတ်မတည့်တတ်တဲ့လက္ခဏာတွေလည်းဖြစ်တတ်ပါတယ်နော်နံပါတ်6လွန်ကျွံစားသုံးပါကဝမ်းပြက်ခြင်းသို့မဟုတ်ဗိုက်အောင်ခြင်းစတာတွေလည်းဖြစ်တတ်ပါတယ်နော်နံပါတ်9ရေပြားပေါ်တိုက်ရိုက်မလင်းခင်မှာလဲတထောင်ဆက်အတွင်းဘက်မှာစမ်းတက်တဲ့အနေနဲ့အရင်ဆုံးလိမ့်ကြည့်ပါနော်အခွန်ထူထူကိုခွဲပြီးတော့မှအတွင်းသားဂျယ်ကိုသာအသုံးပြုပါနော်အခုပြောပြခဲ့တာတွေကတော့ဒီရှားဆောင်လက်ပတ်ပင်စားတဲ့အခါမှာသတိထားမယ့်အချက်တွေပါအခုနောက်ထပ်ဒီရှားဆောင်လက်ပတ်ပင်တွေကိုဘယ်လိုများပြင်ဆင်စားသုံးလို့ရလဲဆိုတာကိုမျိုးတို့ပြောပြပေးပါအောင်မယ်နော်နံပါတ်1ရှားဆောင်ဖြော်ရည်ပြုလုပ်ခြင်းရှားဆောင်အတွင်းသား2စွန်းပြားရည်1စွန်းရေတစ်ခွက်တံပြားရည်နဲ့ငယ်နဲ့ရောဖြော်ပြီးတော့နက်နက်တစ်ချိန်တောက်လို့ရပါတယ်နော်နံပါတ်2မျက်နှာသစ်ဆေးအပြည့်အသုံးပြုခြင်းရှားဆောင်အတွင်းသားကိုကြိတ်ပြီးတော့မျက်နှာပေါ်မှာ15မိနစ်ခန့်လိမ်ထားပါပြီးရင်ရေအေးဖြင့်သစ်ပါဒါကတော့ skin care လုပ်နည်းတစ်ခုလည်းဖြစ်ပါတယ်နော်နံပါတ်3အနာလိမ့်ဆေးဖြစ်အသုံးပြုခြင်းရှားဆောင်ကိုကြိတ်ချေပြီးတော့အနာပေါ်မှာလိမ့်ပေးနိုင်ပါတယ်မီးလောင်နာနေလောင်နာပိုးကောင်ကိုက်နာများအတွက်ထိရောက်စွာကောင်းမွန်ပါတဲ့နော်နံပါတ်4ရှားဆောင်ကိုရေသေးချာဆေးစူးတွေကိုချစ်ပြီးတော့ပါပါလှီနေလန်းလို့ရပါတယ်နော်နွမ်းလာတဲ့ရှားဆောင်ကိုထန်းလျက်မကြီးမဲ့အုံသီးဆန်စတဲ့အရာတွေနဲ့ယိုထိုးပြီးစားလို့လည်းရပါတယ်နော်ကိုခန္ဓာပူပုတ်ကင်းဆန်လို့အသားရည်ကြည်လင်လန်းဆန်းလာပါလိမ့်မယ်နော်ခုပြောပြခဲ့တဲ့အကြောင်းအရာလေးတွေကတော့ဒီရှားဆောင်လက်ပတ်ကိုမြမနေမြမဟန်နဲ့ပြင်ဆင်သုံးပြုစားတောက်လို့လည်းရတဲ့ဆိုတဲ့အကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်နော်မြမယဉ်ကျေးမှုမှာလည်းရှားဆောင်လက်ပတ်ကိုအိမ်တိုင်းလိုလိုမှာစိုက်ပျိုးထားတာတွေ့နိုင်ပါတယ်နော်အခုဆိုရင်လည်းအိမ်ဦးကန်အိမ်ချံဝင်းစည်းရိုးတွေမှာလည်းစိုက်ပျိုးထားကြတာကိုတွေ့နိုင်ပါတယ်နော်
အခုလိုမျိုးရှားဆောင်လက်ပတ်ပင်လေးရဲ့တမိုင်းချောင်းတွေအသုံးဝင်မုံနေနဲ့သတိထားမယ့်အချက်တွေရောအသုံးပြုလို့ရမယ့်နည်းလမ်းလေးတွေပါမျိုးတို့စုံစုံလင်လင်လေးသိသွားပြီဆိုတော့မျိုးတို့ကျင့်တတ်မယ်လို့ယူဆပါတယ်နော်ဆိုတော့မျိုးတို့အနေနဲ့ခုလိုမျိုးအသုံးဝင်တဲ့ပင်လေးကိုကြိုးရှိရှိအသုံးချပြီးတော့ကျမပျော်ရွှင်သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနော်ကျေးဇူးတင်ပါတယ်ရှင် Bye